အရာယူတိုင်းဒေသကြီးပန်းတနော်မြို့အလဲပိုင်းရက်ကွက်ပန်းရွှေဝါပန်းချံအနီး River View ပန်းတနော်မြစ်အတွင်းမှာမြို့နယ်မိသက်ဦးစီးဌာနကဒီကနေ့မနက်ပိုင်းမှာရေပြင်ကယ်ဆယ်ရေးဇက်တိုက်လေ့ကျင့်ဆောင်ရွက်ပါတယ်။အဆိုပါရေပြင်ရှာဖွေကယ်ဆယ်ရေးဇက်တိုက်လေ့ကျင့်ခြင်းအခမ်းအနားကိုမူပင်ခရိုင်မိသက်ဦးစီးမှုဦးစိုးမိုးထွန်းကအဖွင့်မှာစကားပြောကြားပြီးတာဝန်ရှိသူများခေတ္တမြို့နယ်အုပ်ချုပ်ရေးမှူးဦးကျော်စလင်းနဲ့ဝန်ထမ်းများခေတ္တမြို့နယ်စီမံခန့်ခွဲရေးနဲ့အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌရဲမှူးမျိုးနိုင်နဲ့ရဲတပ်ဖွဲ့ဝင်များမြို့နယ်မိသက်ဦးစီးမှုဦးမမောင်ဦးဆောင်ပြီးတန်ဒီမိသက်တပ်ဖွဲ့ဝင်များအရန်မိသက်တပ်ဖွဲ့ဝင်များမြို့နယ်ဌာနဆိုင်ရာတာဝန်ရှိသူများမြန်မာနိုင်ငံကြက်ချီနီတပ်ဖွဲ့ဝင်များနဲ့လူမှုရေးအသင်းဖွဲ့များစုစုပေါင်းအင်အား89ဦးဖြင့်ပူးပေါင်းပြီးပန်းတနော်မြစ်အတွင်းလှေတစည်းတိမ်းမှောက်မှုဖြစ်စဉ်မှာလှေပေါ်ပါပြည်သူများအားရေပြင်ရှာဖွေကယ်ဆယ်ရေးတုံ့ပြန်ခြင်းကိုဆောင်ရွက်ပါတယ်ဆလဘီမြို့ကွက်သိရက်ကွက်ရှိလူလူခြေပြုဗဟိုဌာန Community Center ခန်းမမှာမူပင်ခရိုင်မိသက်ဦးစီးမှုဦးစိုးမိုးထွန်းကအရန်မိသက်တပ်ဖွဲ့ဝင်များနဲ့တွေ့ဆုံပြီးညွှန်ကြားချက်များအားချပြရှင်းလင်းခဲ့တယ်လို့သတင်းရရှိပါရရှင်။